မင်္ဂလာပါ Reaction Knowledge for Myanmar Channel ကနေကြိုဆိုလိုက်ပါတယ် ဒါကတော့ AN602 လို့ခေါ်တဲ့ဇာဘရင်ဘုံကြီးပဲဖြစ်ပါတယ်လူသားတွေရဲ့တမိုင်းတစ်လျှောက်မှာဖောက်ခွဲခဲ့သမျှတဲ့အပြင်းထန်ဆုံးဘုံတစ်လုံးပါစစ်အေးတိုက်ပွဲကာလမှာဆိုဗီယက်ယူနီယံကတီထွင်ခဲ့တဲ့ဒီဘုံကြီးဟာ TNT ရန်တန်ချင်းမဂါတန်90အားနဲ့ညီမျှပါတယ်နှိုင်းရှင်ပြရရင်ဒုတိယကမ္ဘာစစ်တုန်းကဟီရိုရှီမာနဲ့နာဂါဆာကီမှာကျဲဟဲ့တဲ့ဘုံနှလုံးပေါင်းတဲ့အစပေါင်း1500ကျော်ပို့ပြီးပြင်းထန်ပါတယ် ဖွဲ့စည်းပုံနဲ့တည်ဆောင်ခြင်းဒီဘုံကြီးရဲ့အရွယ်အစားက26ပေရှည်ပြီးအလေးချိန်ကတော့ပေါင်9400 29တန်လေးပါတယ်တာမန်ဘုံကျဲလေရင်ဒီနဲ့တည်လို့မရတော့အောင်ကြီးမားလွန်းတာကြောင့်295လေရင်ကြီးကိုအထူးပြုပြင်ပြောင်းလဲခဲ့ရပါတယ်ဘုံပေါက်ကွဲအခါထွက်လာမဲ့အပူဒဏ်ကိုကာကွယ်ဖို့အတွက်လေရင်ကိုအဖြူရောင်ဆေးတုပ်ဖဲရပါလေဒါအပြင်လေရင်မှုတွေဘေးကင်းကင်းနဲ့ထွက်ပြေးကျင်ရဖို့အတွက်ကမ္ဘာအကြီးဆုံးလေထီးကြီးကိုဘုံမှာတက်ဆင်ပေးထားပါတယ် ဖောက်ခွဲမှုနဲ့အကျိုးဆက်1962ခုနှစ်အောက်တိုဘာလ30ရက်နေ့မှာတော့ဒီဘုံကြီးကိုအာတိကသမုဒ္ဒရာတွေကကျွန်းစုတစ်ခုပေါ်ပစ်ချခဲ့ပါလေဘုံပေါက်ကွဲတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့အလင်းရောင်ဟာမိုင်600အကွာအဝေးကနေတောင်လှမ်းမြင်ရပါလေပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့မီးလုံးကြီးဟာ9မိုင်လောက်ကျယ်ဝန်းပြီးမော်ပွန့်ပုံစံမီးခိုးလုံးကြီးဟာမိုင်40အမြင့်ထိထိုးတက်ဖောင်းနေပါလေဒါဟာ Everest တောင်ထက်ခုနှစ်ဆပိုမြင့်ပါလေပေါက်ကွဲမှုရဲ့တုန်ခါမှု shock wave ဟာကဘာကြီးကိုတောင်းပတ်လောက်ပတ်ဖွားနေတယ်လို့မိုင်900ကျော်ဝေးတဲ့နေရာကအင်ပလတင်ပေါက်မှန်တွေတောင်ကွဲအပ်ကုန်ရတယ် ဇာဘုံပါဖောက်ခွဲမှုဟာလူဆောင်တွေရဲ့ဖြတ်စည်းနိုင်စွမ်းဘလောက်ကြီးမားလဲဆိုတာပြသခဲ့ပြီးနိုင်ငံရေးရာအင်အားပြဖို့တတ်တာဖြစ်ခဲ့ပါတယ်ဒီစမ်းသပ်မှုရဲ့ရလဒ်တွေကြောင့်ပဲနောက်ပိုင်းမှာနိုင်ငံကြီးတွေကြားနျူကလ িয়ার စမ်းသပ်မှုပိတ်ပင်ရေးသဘောတူညီချက်တွေရလာဖို့ထွန်းအားတစ်ခုဖြစ်စေခဲ့ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like and share လုပ်ပေးကြပါဦးနော်စစ်ဘက်ဆိုင်ရာဤပညာဗီဒီယိုတွေဆက်လက်တင်ဆက်ပေးသွားမှာမို့ Reaction Knowledge for Myanmar Channel ကို subscribe လုပ်ထားဖို့မမေ့နဲ့နော်